သူများအားလူမျိုးသောတပ်ဖြတ်သည်ဟုတပ်သေးခိုင်လုံခြင်းမရှိဘဲဆွဆွဲနေမှုများချက်ချင်းရလူမျိုးသောတပ်ဖြတ်သည်ဟုတပ်သေးခိုင်လုံအစီအစဉ်30ရအခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်းကြေညာမှာဖြစ်ပါတယ်။တို့နိုင်ငံနဲ့တို့လူမျိုးကိုပါဝင်ဆောင်ရှောက်ကြရမည်။မာသိစင်မီရာဇဝေမယိုင်းမှုဤတို့လူမျိုးတို့ပါအတောင်မခံဘူးဟေးမြမသွေးစားတိမှန်မှုရဲဝေထောင်းပြရမည်။တို့နိုင်ငံနဲ့တို့လူမျိုးကိုတို့လေးထားမည်မြမဤအားတို့ဤတိုင်းတော်ပါတို့လက်မခံနိုင်ပြီ